အားလုံးမင်္ဂလာပါကိုရီမားတွေအားလုံးကိုချစ်တဲ့လေးတို့ကိုရီမားတွေအားလုံးမင်္ဂလာပါလို့မင်္ဂလာလည်းဖြစ်ကြပါစေပေါ့နော်ကဲ31ရက်နေ့တနင်္လာနေ့အခွင့်အတွက်ကိုဩကြဖို့ဒါထပ်တင်ပြရပါကဲလူတွေရှိကြတယ်မမမေတနာဗီဒီယိုဖိုင်လေးကိုလည်းကြည့်ရှုသူအားလုံးကိုကျေးဇူးများတင်ပါတယ်မြန်မာနိုင်ငံမှာလည်းကကြိုကဆိုးတွေကပေါ့နော်မီဆူမျိုးအရင်အန်ဒီရယ်တွေနဲ့ပေါ့နော်ကဲကိုချစ်တဲ့လူကိုလည်းပေါ့စီခြင်းနဲ့စိတ်ပြလာရောက်ထပ်တင်ပြရပါဒုက္ခရနေတဲ့လူတွေလည်းအများကြီးပေါ့နော်ခုရဲ့သားသမီးအလုံးကိုပဲချင်းချင်းနဲ့စိတ်ဖြစ်ကဲမြန်မာနိုင်ငံမှာကဆိုးတွေအများကြီးပေါ့နော်အလုံးနဲ့ကြမ်းချမ်းသာကြပါစေဒီကကြောကြီးကိုလည်းမြင်ကြော်လာနိုင်ကြပါစေပေါ့နော်ခုရဲ့သားသမီးအလုံးကဲညီမဗီဒီယိုဖိုင်လေးကိုကြည့်ရှုသူအားလုံးကိုမင်္ဂလာဖြစ်ကြပါစေလို့ပြောချင်တာလေးကတော့တနင်္လာနေ့ပေါ့နော်31ရက်နေ့တနင်္လာနေ့ဖွင့်ပွဲအတော့ကိုလာရောက်ထပ်တင်ပြရပါတနေ့ကုန်သာမဟုတ်ပါဘူးတနေ့ကုန်သာလုံးမိုင်တစ်လုံးမိုင်ပဲပေါ့နော်ဒါမှလည်းတစ်လုံးမိုင်ကိုတနေ့ကုန်သာမတင်ပေးဘူးတနေ့ကုန်သာညနေဘက်ကိုမနက်ဖက်ထွက်သွားပြီဆိုညနေဘက်ထပ်လုပ်ပေးပါမယ်လုံးမိုင်တစ်လုံးမိုင်နဲ့ကနန်း၅ခွက်ပဲထက်ချပေးသွားပါမယ်ကိုရီမားတွေအလုံးအများကြီးပဲပြီးစင်တော့ဘူးဘာလို့လဲဆိုတော့ဒုက္ခရောက်နေတဲ့လူတွေလည်းများတယ်ပေါ့နော်အဲ့တော့ကိုပေးတဲ့ကနန်းလေးကိုပေါက်စီခြင်းနဲ့စိတ်ပြင်ညီမတို့လာရောက်ထပ်တင်ပြရပါညီမရဲ့စေတနာလေးကိုအတည်ပြုတဲ့အနေနဲ့ညီမဗီဒီယိုပိုင်းလေးကိုကြည့်ရှုသူအားလုံးကိုညီမပြောချင်တာချစ်သေးသေးတို့ကိုရီမားတွေအားလုံးပေါ့နော်ညီမတို့တရားချင်းနေတိုင်းချစ်တဲ့ကိုရီမားတွေအားလုံးကိုညီမဓမ္မလေးနှိပ်သွားပြီပါလို့ညီမဗီဒီယိုပိုင်းကိုကြည့်ရှုသူအားလုံးကိုပြောချင်တာဓမ္မလေးနှိပ်သွားပြီပါ share သွားပြီပါ subscribe လေးလည်းနှိပ်သွားပြီပါလို့ဒီသူတယောက်မကြံပေါ့နော်တွေးတဲ့သူတိုင်းထိုးနိုင်အောင်လို့ပေါ့နော်အများကြီးမထိုးရင်တော့မှနော်4-500ကိုထိုးလို့4-500ကိုပေါက်တယ်ညီမတို့ကဝမ်းသာပါတယ်တိုင်းပေါ်ပဲထပ်တင်ပြရပါဘူးနော်အဲ့တော့ကိုရီမားတွေအားလုံးကိုကြည့်ရှုသူကိုရီမားတွေအားလုံးကိုပေါက်စီစီနဲ့စိတ်ပြီးညီမတို့ကပေကုန်ခံပြီးတော့ထပ်ပြီးတော့ထုတ်ပြီးတင်ပြရပါတော့ဗီဒီယိုဖိုင်လေးတွေကိုသိပါစေမြင်ပါစေတွေ့ပါစေဆိုတဲ့စိတ်ကူးလေးကိုနဲ့ share ပေးကြပါညီမ share ပေးကြပါလို့ share ပေးမှလူဒီများမှာပေါက်ကြမှာပါဒီမှာခဏလေးဒီတစ်ပတ်ဆိုလို့ရှိရင်9ဘက်ကို9ဘက်လောက်ကမှန်ပါတယ်2ဘက်လောက်ပဲ2ရက်လောက်ပဲဖောက်တယ်ပေါ့နော်9ရက်လောက်ကမှန်တယ်2ရက်လောက်ပဲဖောက်တယ်ဟုတ်3ရက်လောက်ပဲ4ရက်ပဲမှန်တယ်ပေါ့နော်2ရက်ဖောက်တယ်မမှတ်ထားပါတယ်အဲ့တော့3လပိုင်း31ရက်နေ့2025တနင်္လာနေ့အခွင့်အရေးကို6တလုံးပိုင်ပေါ့နော်6တလုံးပိုင်နဲ့ရိုက်မယ်နန်း5ခွက်ရွေးထားပါတယ်အကြိုက်ဆုံးတစ်ခွက်ကတော့ညီမကတော့အကြိုက်ဆုံးကတော့အဲ့တစ်ခွက်ကိုအရင်ကြိုက်တယ်ပေါ့နော်ညီမနဲ့ထပ်တူထပ်မြတ်ကြိုက်တယ်ဆိုရင်အဲ့တစ်ခွက်ကိုတင်ကနန်းဖြစ်ပြီးတော့ပေါ့နော်မိမစစာထိုးထားပါလို့ညီမကပြောချင်ပါတယ်ကဲအားလုံးပဲဒီမင်္ဂလာဖြစ်ကြပါစေပေါ့နော်ညီမဗီဒီယိုပိုင်းလေးကိုကြည့်ရှုသူအားလုံးကိုစိတ်ချမ်းသာကိုကြိုးပမ်းနဲ့ပြည့်စုံနိုင်ကြပါစေပေါ့နော်ကဲခုနသားသမီးတွေလည်းဘေးအန္တရာယ်ကင်းကြပါစေလို့6တလုံးပိုင်နဲ့ပဲပြီးမယ်ပေါ့နော်6တလုံးပိုင်နဲ့ကနန်း5ခွက်တစ်ခွက်ကိုတော့အသေးဘုံကြမယ်ပေါ့နော်အဲ့တစ်ခွက်ကအပိုင်းမေးအောင်တစ်ခွက်ကိုထပ်ထုတ်ပေးထားပါတယ်အဲ့မေးအောင်တစ်ခွက်ကိုကိုရီမားတွေညီမနဲ့ထပ်တူထမြဲကြိုက်တဲ့ဆိုရင်အကြိုက်ထိုးလို့ရပါတယ်ဒါပေမဲ့တနင်္လာနေ့တော့မှကနန်းထွက်မလားမထွက်ဘူးလားမသိဘူးဗိစုံကြီးကကနန်းက3လိုင်းနဲ့ရက်သွားတယ်ဆိုတော့5-3နဲ့ရက်သွားတယ်ဆိုတော့မဖွင့်လောက်လာတော့မသိဘူးဒါပေမဲ့ညီမတို့ကတော့ကနန်းလေးကြည့်ပြီးတော့ကိုရီမားတွေအားလုံးကိုလာပြီးတော့ထပ်တင်ပြရပါစိတ်နဲ့မှတော့မဟုတ်ပါဘူးကိုကြီးခြင်းနဲ့စိတ်ပဲရှိပါတယ်ပေါ့နော်ဒုက္ခပေးခြင်းနဲ့စိတ်လည်းမရှိပါဘူးအဲ့တော့ကိုကဲပြောချင်တာက6တလုံးပိုင်6 1 6 1 6 3 6 4 6 1 6 2 6 3 6 9 60ပေါ့နော်အဲ့5ခုကိုပေးထားပါတယ်ကြိုက်နေတဲ့ဆိုယူထုတ်နိုင်ပါတယ်6 1 6 3 6 4 6 6 9 60 5ခွက်ပေးထားတယ်မေးတော့တစ်ခွက်က6 4တစ်ခွက်မေးအောင်ဖြစ်မနေထွက်မယ်လို့ညီမတို့က
ပြောချင်တယ်ပေါ့နော်ကဲရိုးရိုးကြီးကြီးနဲ့ညီမကိုရိုးရိုးကြီးနဲ့လက်တွဲသွားတဲ့လူတွေအားလုံးညီမ comment အောင်မှာလာမှန်ပြီးတော့ပါပေါက်တဲ့လူတယောက်ချင်းနေတိုင်းဘယ်လောက်ဘူးရနိုင်လဲဆိုတာကိုသိချင်လို့ပါအဲ့ဒါလေးလာရောက်ထပ်တင်ပေးရပါထပ်ပြောမယ်နော်6တလုံးပိုင်းပတိ6တလုံးပိုင်း6163646960တကွက်ကောင်းက main or တကွက်ကောင်းက64တကွက်ကောင်းဖြစ်ပါတယ်တိုက်နဲ့တက်တဲ့သူထိုးနိုင်ပါတယ်ညီမပြည်သားကောင်းလေးကြည့်ရှုအားလုံးတရားပဲစိတ်ချမ်းသာကိုယ်ကျမနဲ့ပြည့်စုံနိုင်ကြပါစေအသက်ရှူတိုင်းနဲ့ဘုံဝင်ကြပါစေစီးပွားဥစ္စာလည်းပုံများပါစေကဲကကြီးသုံးပါးကိုလည်းကြော်လာနိုင်ကြပါစေလူမြန်မာနိုင်ငံသားတွေလည်းပြည့်နေကြပါစေညီမစိတ်ဆုတောင်းပေးလိုက်ပါတယ်ပေါ့နော်ကဲစိတ်နဲ့ဆုတောင်းပေးလိုက်ပါတယ်ဒီနေ့